နှင်းနုဇလန်းအပိုင်းနှစ်မိုးဖွဲဖွဲရွာနေတဲ့မနက်ခင်းတစ်ခုကျောင်းဝင်းထဲမှာတစ်ရွက်တွေပင်လယ်လိုလှုပ်ရှားနေတယ်နှင်းနုကစာအုပ်ကိုရင်ခွင်ထဲဆုပ်ပြီးအတန်းခန်းထဲကိုဝင်လာခဲ့တယ်မနေ့ကကြုံခဲ့တဲ့အဖြစ်အပျက်ကိုသူမမမေ့နိုင်သေးဘူးအဲ့ဒီကောင်လေးမိုးရွေထဲမှာသူ့တန်လာပြီးမင်းကနှင်းနုလားလို့မေးခဲ့တဲ့အချိန်အဲ့ဒီအတန်းကသူမနားထဲမှာအခုထိထက်တလဲလဲကြားနေရတယ်လို့ပဲအတန်းထဲမှာသူမတငယ်ချင်းမေတီကမျက်နှာပြုံးပြီးလာထိုင်လိုက်တယ်။နှင်းတို့မနေ့ကမိုးရွာတုန်းကျောင်းရှိမှာကောင်လေးတစ်ယောက်နဲ့မင်းတို့တွေ့လိုက်တယ်လို့မေတီကစိတ်ဝင်စားစွာမေးလိုက်တယ်။နှင်းတို့ရဲ့မျက်နှာကနည်းနည်းပူလာခဲ့တယ်။အဲ့ဒါဘာမှမဟုတ်ပါဘူးလို့သာပြန်ပြောလိုက်တယ်။အဲ့ဒီအချိန်မှာတဲ့အတန်းတကာကိုတယောက်ကခောက်လိုက်တယ်။ဆီရာမကဒီနေ့ကျောင်းကိုကျောင်းသားအသစ်တယောက်ရောက်လာပါတယ်လို့ပြောလိုက်တယ်။အတန်းတွေကအားနုံးကတကားဘက်ကိုချိလိုက်ကြတယ်။တကားကဖြည်းဖြည်းဖွင့်လာတယ်။အဲ့ဒီမှာရက်နေတဲ့သူကတော့မနေ့ကမိုးထဲမှာနှင်းနုမယ်တွေ့ခဲ့တဲ့အဲ့ဒီကောင်လေးပဲ။သူကအတန်းထဲကိုဝင်လာပြီးနှင်းနုဘက်ကိုတစ်ချက်ကြည့်လိုက်တယ်။ပြီးတော့ပြုံးပြီးကျွန်တော်နာမည်ကအောင်မင်းခန့်ပါလို့မိတ်ဆက်လိုက်တယ်။နှင်းနုရဲ့နှလုံးကုန်တန်းကမိုးတန်ထက်တောင်မြင်လာတယ်လို့ပဲ။သူမမတိသေးတာကဒီကောင်လေးရဲ့ရောက်လာမှုကသူမရဲ့ဘဝကိုအပြောင်းအလဲကြီးတစ်ခုဖြစ်လာမယ်ဆိုတာပါပဲ။